ဒီလောက်ကြီးတင်ပေးနေရအောင်လေဒီညာကြီးကတင်တန်းကြောင်းလည်းမဟုတ် ဟာသွားပါပြီဟာစိတ်နဲ့ကြုတ်ကုန်မှမသိဘူးငါနင့်ကိုပြောပြီးသားနော်တခုခုဖြစ်သွားရင်နင့်မသာနေရောရမှာငါရောပြီးမှမဟုတ် မင်္ဂလာပါမမမင်္ဂလာပါညီမလေးနာမည်ကဝင်းဝင်းထက်နော်တွန်းနိုင်ကိုညီမလေးကဘလူကြောင့်လာလျှောက်ဖြစ်တာနော် တွန်းနိုင်ပါလေမမတို့တစ်တော့ဆိုတာကိုကြည့်ပြီးညီမလေးရန်အားကြနေရမမရဲ့ပြီးတော့မမတို့လည်းတူလေတစ်တော့လည်းကကြင်လို့မမရဲ့ ဟုတ်ပါပြီဒီမှာရေးထားတာတော့ညီမလေးကအတွေ့အကြုံမရှိဘူးထင်တယ်နော် မမ အဲ့ဒါတော့ကိစ္စမရှိပါဘူးအဓိကအမားတို့လိုချင်တယ်ဆိုတာကယူသားစူးစမ်းပြီးတော့တေးစားတင်ယူနိုင်တဲ့လူမျိုးပဲအမားတို့ကလိုချင်တာမတက်တာကအမားတို့ကတင်ပေးလို့ရရလေ ဟုတ်မမဟုတ်ညီမကလေတွန်းနိုင်ရတနာမှာဒါလောက်ကမယ်ဆိုရင်လေဘယ်နေရာပဲလောကအကောင်းဆုံးကြိုးစားမယ်မမ အဲ့ဆိုရင်အမတကယ်လို့ညီမလေးကိုအလောက်ခန့်ပြနေဆိုတပတ်တွင်းပြန်လဲဆက်သွယ်လိုက်ပါမယ်ရှင် ဟုတ်မမကျေးဇူးများတင်ပါတယ် ဟောမမောက်ရှော့ဝမ်းပေးခိုင်းလိုက်တာလေ အော်အေးပါလေ ဒါနဲ့မှခုနတယောက်ကဘာဖို့စင်လာ6လား အော်တဲလန်လေးပါလေ တဲလန်မရဲ့ကျွန်တော်တို့စီမှာလည်းဒီလောက်တဲလန်နေအများကြီးပြီးတော့ဒီမှာအကုန်လုံးလည်းဆိုင်ခွဲနေအကုန်စင်ပြေနေတဲ့ကိစ္စကိုဘာကြီးထက်လူကြီးခေါ်နေရမှာ တဲလန်နေအများကြီးရှိတယ်ဆိုပေမဲ့အမတို့ခုတွန်းနိုင်ရတနာဆိုင်ဆိုရင်ဆိုင်ဝဲပေါင်း9ဆိုင်အောင်ဖြစ်နေပြီလေမောင်လေးရဲ့ဟောမကြသေးခင်မှာလည်းအမတို့ရွှေတောင်တန်းလန်းမှာလည်းထပ်ဖွင့်မှုရှိသေးတယ်အဲ့တော့တဲလန်နေဟာအများကြီးရှိပြီမယ်မလောက်ဘူးလေမောင်လေးရဲ့နော် မရဲ့ဒီလောက်တဲလန်နေတပုံတစ်ကောင်းအများကြီးရှိနေရတော့မှာအမရဲ့ကျွန်တော်ပဲတင်ပေးနေရတဲ့ဟာနောက်ထပ်တတိထက်ခေါ်လာလို့ရှိရင်အဲ့တင်ပေးတဲ့အချိန်ကုန်တာပဲဖတ်တယ်မှာဘာမှလည်းပြီးနေခံတာလည်းမဟုတ် အော်ရဲဝေရဲ့အမတို့ကတင်ပေးရမှာဗောမောင်လေးရဲ့ဟုတ်တယ်မလားအမတို့ကစင်နီယာတွေလေစင်နီယာဆိုတာဂျူနီယာလေးကိုလက်တွဲခေါ်ပေးရမယ်ဟောသူတို့တဲလန်လေးသူတို့အောင်မြင်သွားတော့အမတို့အဲ့ဒီပီတီကိုစားရတာဗောမောင်လေးရဲ့နော် မရဲ့လက်တွဲခေါ်တာပဲလေဒီလောက်ကြီးတင်ပေးနေရအောင်လေဒီညာကြီးကတင်တန်းကြောင်းလည်းမဟုတ်ထားပါတော့ဗျာဟိုအမတို့အဆင်ပြေတယ်လို့စီစဉ်တာဆိုတော့လေလောက်ပါခေါ်ပါအဲ့ဒါကျွန်တော်ခွင့်ပြု အေးမောင်လေး မကျွန်တော်ခေါ်တယ်ဆို ဟုတ်တယ်မောင်လေးရဲ့အမအခုတဲလန်အစ်စ်ခန့်လိုက်တာလေသူ့နာမည်ကဝင်းချတ်တဲ့ကဲမောင်လေးကစင်နီယာဖြစ်တဲ့အတွက်သူ့ကိုတေချာလေးတင်ပေးပါအောင်နော် တင်ပေးလို့ရပါတယ်မရဲ့ဒါပေမဲ့ကျွန်တော်စကားကိုနားထောင်ပြီးတော့စူးစမ်းဖို့တော့လိုတယ်နော်နောက်မှဆိုကျွန်တော်တိတ်ဆိတ်ရှိတာမဟုတ် စိတ်ချပါကိုရဲ့ညီမစူးစမ်းမယ်နော် ကဲတေချာစူးစမ်းပါမယ်တဲ့မောင်လေးကစိတ်ရှိပြီးတင်ပေးပါခုလောလောဆယ်တော့အမကသူ့ကို product လေးပဲရိုက်ခိုင်းတာလေအဲ့တော့မောင်လေးက product ရိုက်ရင်အရန်လာတာဖြစ်တဲ့အတွက်မောင်လေးလိုပဲသူ့ကိုတင်ပေးနော် ဟုတ်ကဲ့တင်ပေးလိုက်မယ်နော် ညီမလေးတိုက်ဖုန်းပါ လောလောဆယ်ဒါလေးကို product ရိုက်ထားပြီဒါနဲ့နင်လစ်လာထားရဆို ဟုတ်ပြီလာတာပါ အဲ့ဒါဆိုလို့ရှိရင်အဲ့လစ်လာထားတဲ့ဗီဒီယိုတွေကအတိုင်းကာလာတွေရောရိုက်တာတွေရောတေချာလုပ်မယ်နော် ဟုတ် အဲ့ဟောပြီးတော့တစ်ခုမှားထားအောင်မယ်ဒါကစိန်နေရွှေတွေဖြစ်တဲ့အတွက်ကြောင့်မလို့တန်မိုးကြီးရယ်နော် ဟုတ် တစ်ခုခုဖြစ်သွားလို့ရှိရင်ညီမနေရောရမှာနော်ငါတို့ရောပေးမှာမဟုတ်ဘူးအဲ့ဒါဆိုတော့တေချာလေးရိုက်အကိုဘေးနာထိုင်ကြည့်ပေးနေမယ်နော် ကိုဒါလေးချက်တော့ကြည့်ပေးပါလားစိတ်မပြေလေ ဟာနေပြောတော့တဲလဲလုံးမှာဆိုလစ်လာထားတယ်ဆိုဒီမှာကျနေရထားတော့နေကြည့်ရင်တုံခါနေရပဲအစမပြေဘူးလေဒီတိုင်းဆိုလို့ရှိရင်ငါနဲ့တခုတော့ပြောထားမယ်နော်တဲလဲလုံးချင်တယ်ဆိုတာရုပ်လေးလှတိုင်းချော်တိုင်းလုံးလို့မရဘူးဒါတွေပါတထားမှနေလုံးလို့ရမှာပြန်ရိုက်သွားငါပြောတဲ့အတိုင်းပြန်ရိုက်လုံးကိုဟာပေါ့ပေါ့တီးတီးထင်တေချာလို့ဟာနင်ဘလို့လုံးနေတယ်လုံးကိုဟာသွားပါပြီဟာစိတ်နဲ့ကြုတ်ကုန်မှမသိဘူးငါနင့်ကိုပြောပြီးသားနော်တခုခုဖြစ်သွားရင်နင့်မသာနေရောရမှာငါရောပြီးမှမဟုတ်ဘူးတကယ်ဟာပြောရလေအာကုသို့များရဲ့ငါနင့်ကိုတင်လည်းမတင်ပေးချင်တော့ဘူးကိုယ့်ဘာကိုလုံးချင်တာလုံးတော့လူဝင်မှလည်းမသိ ဘဝထဲမှာကြုံဆုံမှုခဲ့ပါရဲ့အချိန်ချင်းပြုတ်ချလေတဲ့ခိုင်မှာကံတဲ့လက်စုံရဲ့ မလေးအစင်ကြီးရလား ဟုတ်ပြီပါတယ်မမ စ
ဘာဖြစ်လို့လဲညီမလေးရဲ့ ဘာမှဖြစ်ပါဘူးမမရဲ့ ဩညီမလေးခက်ခဲရှိရင်မမကိုပြောလေ ဟိုဆွမ်းနာကလေကိုရဲဝေညီမလေးကိုစူသွားလို့ပါမမဟိုဒါပေမဲ့လေကိုရဲဝေအပြစ်မဟုတ်ပါဘူးညီမလေးကလိုဝဲချက်ရှိသွားလို့ပါမမညီမလေးဒီလောက်ကိုဆက်လို့အစီအမမလားမသိပါဘူးမမ ဩညီမလေးကလေဘာမှစိတ်သက်မကြပါနဲ့အဓိကကလေညီမလေးကကိုယုံကြည်မှုရှိဖို့နဲ့စူးစမ်းဖို့ပဲလိုအပ်တာနော်ညီမလေးကတင်းတင်းရှိပြီးသားဆိုတာအမကြည့်ရနဲ့သိတယ်โอเคဘာစင်ပြီးတာလဲ product စင်ပြီးတာလားဟာတခြားလေးသိမင်းနေ